ပါကိုလဲလာခဲ့သူအချိန်တန်ပြန်ထွက်သွားမဲ့သူတည်ငါခဏဘဝကိုထားဝရမလို့ဓမ္မလွန်အောင်ရေကိုနဲ့မဆိုင်ဘူးလို့အသက်ဝင်ရေကိုအသေးချတီးချမသိရင်တနေ့ကြာခံမှာဆိုရှင်တနေတဲ့တဲ့ချောင်းကိုယ်တိုင်မပိုင်မှန်းသိဖို့လို့အချိန်မရွေးဘူးရိတ်လို့ကွယ်ပြောက်တတ်လို့ဓမ္မလွန်အောင်ရေကိုဖျားမြတ်ကလွဲလို့ချိန်ချုပ်သူမရှိလို့ကိုတော့ဖျားမြတ်ရဲ့လို့တိုင်းပဲသက်ရှင်စို့ဘုဒ္ဓထားတဲ့အတွေ့ခေါ်ပညာကျင့်တို့ကိုအမိပြုပြီးတော့ခြင်းနဲ့ရှေ့သက်တာခရီးကိုမရစံတော်လေးရောက်ကင်းမဲ့တဲ့ဘဝကိုသခင်ယေရှုကကိုညီဖို့အမြင်တွေရှင်းစေနိုင်ဖို့ကိုကဲတင်ခြင်းတွေလေးရှင်ခရစ်တော်ဖျားကိုနေလို့နေတဲ့တဲ့ချောင်းကိုယ်တိုင်မပိုင်မှန်းသိဖို့လို့အချိန်မရွေးဘူးရိတ်လို့ကွယ်ပြောက်တတ်လို့ဓမ္မလွန်အောင်ရေကိုဖျားမြတ်ကလွဲလို့ချိန်ချုပ်သူမရှိလို့ကိုတော့ဖျားမြတ်ရဲ့လို့တိုင်းပဲသက်ရှင်စို့ကိုတိထားတဲ့အတွေ့ခေါ်ပညာကျင့်တို့ကိုထင်းနဲ့ရှေ့သက်တာခရီး